မင်္ဂလာကြလေးပါဗျာနော်ကိုချဲဥစွာကရမနာကိုစတာပါဗျာနော်23-5-25နေကုန်ထိပ်စီးနေကုန်ပတ်တိလေးတွေပုံမှန်တင်ပေးနေရပဲဖြစ်ပါတယ်ဗျာနော်နေကုန်ထိပ်စီးနေကုန်ပတ်တိလေးတွေကိုချဲတင်ပေးပါဗျာမနက်ကျကနေကုန်ထိပ်စီးက389ထိပ်စီးပါဗျာနော်မနက်ည2ချိန်လေးတစ်ချိန်ကျင်းသေးဆေးပါပဲနေကုန်ပတ်တိကတော့38ပတ်တိပါဗျာနော်တေထိုးရမယ့်ကဏ္ဍတွေက39တေထိုးရမယ့်ကဏ္ဍတွေက89 86 85 80 83 31 30 35 39 36နော်ပတ်တိနှလုံးပတ်နိုင်တယ်ဆိုတော့ကိုမရပိန်းနှလုံးပတ်ပါပတ်တိနှလုံးပတ်နိုင်ဆိုတော့ကိုမရထိပ်စီး3လုံးဆွဲပါမနေ့ညတစ်ချိန်ကြီးကိုတစ်ချိန်ကျင်းနေကြပါဗျာနော်ထိပ်စီးရလည်းတစ်ချိန်ကျင်းနေကြပါမယ်အာမခံပါလေဗျာနော်ပတ်တိရလည်းမနက်ကနေကိုတစ်ချိန်ကျင်းနေဆေးပါမယ်ဗျာနော်အဲဒါကိုပတ်တိပတ်နိုင်တယ်ကိုမရပတ်တိပတ်ပါပတ်တိပတ်နိုင်တယ်ကိုမရထိပ်စီးဆွဲပါဗျာနော်ထိပ်စီးလည်းမဆွဲနိုင်ဘူးပတ်တိတော့ပတ်နိုင်ဆိုတော့ကိုမရကတော့ကိုချက်ပေးတဲ့ all quality ပဲကစားပါဗျာနော်89 86 85 80 83 30 35 39 36ပါဗျာနော်ဘိုင်ဘာမှာ group ဝင်နေတဲ့ကိုမလေးအခမဲ့ပါဗျာနော်ဘိုင်ဘာနံပါတ်39956663တို့ဖိုင်းပြီးတော့ကိုချက်ဘိုင်ဘာမှာအခမဲ့ group ဝင်လို့ရပါတယ်ဗျာနော် group ဝင်ကြီးပေးစရာမလိုပါဘူးဗျာဘိုင်ဘာနံပါတ်39956663တို့မှာအခမဲ့ group ဝင်လို့ရပါတယ်ဗျာနော် group ဝင်တရားချက်ပါပေးစရာမလိုပါဘူးကိုချက်ဘိုင်ဘာကိုဆက်သွယ်တဲ့လူတွေအကုန်လုံး group ထည့်ပေးပါဗျာနော်ဒီဆက်တော့90ဒေကုန်ထိပ်စီးဒေကုန်ပတ်တိလေးဖြစ်ပါတယ်ဗျာနော်ဒေကုန်ထိပ်စီးက389ထိပ်စီးဒေကုန်ပတ်တိက38ပတ်တိပါဗျာနော်ဗဒည2ချိန်တွင်းကိုတစ်ချိန်ထိပ်စီးတစ်ချိန်ဆေးမယ်ဗဒညဒေကုန်ပတ်တိ2ချိန်ကိုတစ်ချိန်ပတ်တိဆေးပါမယ်ဗျာနော်အဲတိုက်တက်ရထိပ်စီးဆွဲပါထိပ်စီးတိုက်တက်ရအတန်းကိုလိုက်ပါထိပ်စီးလိုက်ပဲဆိုတော့ကိုထိပ်စီးဆွဲပါမယ်ဗျာဒေကုန်ပတ်တိလိုက်ပဲဆိုတော့ကိုမရဗဒဒေကုန်ပတ်တိကစားပါဗျာနော်ပတ်တိလည်းမကစားကြဘူးထိပ်စီးလည်းမကစားကြဘူးဆိုတော့ကိုမတွေကဒီမှာကျွန်တော်ပေးထားတဲ့ all ကွက်အပေါ်ကားကွက်အောက်ကားကွက်ပေါင်းရင်10ကွက်ပါဗျာအဲ့ဒါလေးကိုအားကစားပြပါမပါလေးအားကစားပါဗျာနော်မနေ့ကအပိတ်ပွဲပါဗျာနော်ချစ်ချိန်ပြီးတော့ကစားကြပါဗျာနော်ဒါညက်မှာဆိုလို့လက်ရည်လေးမလှတာကိုနည်းနည်းသိခံပေးပါဗျာနော်လက်ရည်မလှတာကိုနည်းနည်းသိခံပေးပါကိုချဲရဲ့ YouTube channel လေးကို subscribe မလုပ်ပါသေးတယ်ကိုမ subscribe လုပ်ပါပြီလိုက်လက်မလေးနှိပ်ပြီးတော့ခေါင်းလုံးလေးနှိပ်သွားကြဗျာနော်ကရုဝကြီးသူပြအခမဲ့ပါဗျာနော်ခါပဲပါဘိုင်ပါတပတ်39956663ကိုဟိုက်ပြီးတော့ဆက်သွယ်ပေးပါဗျာနော်တခွက်ကောင်းလေးကတော့ကိုချမ်းကြိုက်တဲ့အကြိုက်ဆုံးတခွက်ကောင်းလေးကိုချမ်းရှင်းပြရပါတော့အကြိုက်ဆုံးတခွက်ကောင်းလေးကတော့86ရယ်80ရယ်ပဲဖြစ်ပါဗျာနော်ဘယ်တော့ကအကြိုက်ဆုံးတခွက်ကောင်းလေးက86 80ဖြစ်ပါဗျာနော်အဲ့ဒါလေးကိုပို့ထိုးကြပါဗျာနော်86 80ဆိုတော့တက်ကွက်လေးကိုပို့ထိုးကြပါလေကုန်ထိပ်စီးက389ထိပ်စီးပတ်တိက38ပတ်တိတေရမယ့်ခဏတွေက89 86 85 80 83 30 35 39 36တကွက်ကောင်းလေးက86 80ပါဗျာနော်ကဲကွန်တိုက်ပါဗျာနော်ဘယ်တော့မှကဲကိုကောင်းကြပါစေဗျာနော်